စေတန်လေးတွေရှိတော့အတင်းကောင်းတယ်အပီလိုအားတွေကတော့ကောင်းတယ်ဒါပေမဲ့ခက်စီလို့တော့နည်းနည်းလေးပြင်ရမယ်လို့တော့မြင်နေဗျာဒီပွဲမှာတော့အဲ့ဒါကိုအပီလိုအားလို့လောက်ပြန်နိုင်မယ်လို့ထင်နေဗျာချစ်စီဖေကဆိုလို့ရှိရင်မနေ့ကချစ်စီနဲ့မတူဘူးလောက်အောင်မတူတိုက်စေစားမြန်တယ် transition တော်တော်လေးမြန်နေကစားတာအဲ့ဒါတခုတော့ကောင်းလာခဲ့တယ်ပြီးရင်သူတို့ရဲ့ track ကိုတွဲနော်ဒီ track ကိုတွဲမဆိုလို့ရှိရင်ပေါမောက်ကြည့်ရတာဗျာလောလာပေါ်ကစားနေတယ်လို့မြင်ရတယ်မနေ့ကလည်းဒီကမတူဘူးသူကစားနေတော့ဒီကပြပပဲအဲ့လိုမျိုးမြင်ရတယ်ဗျာမနေ့ကပါမနဲ့ဒီတနေ့ပါမနဲ့လောက်အောင်မတူတာကိုဒီဘက်မှာမြင်ခဲ့ရတယ်တော့ချစ်စီတရဲ့ဒီ track ကိုတွဲတာဒီဘက်မှာ300စလုံး9ရထားကလည်းဒါတောင်းတဲ့ချစ်ပဲနော်တော်တော်အရှိဗီဒီယိုမှာလောက်ခဲ့တာရှိတယ်ဒီချစ်စီတရဲ့အလို့ဆိုက3မှဆိုလို့ရှိရင်ဒီတိုက်စေ300မှာပက်ထရိုရဲ့အနာရိုဂျာနဲ့ပေါမအတွဲဘယ်လောက်ထိအလုပ်ဖြစ်မလဲဆိုတော့ကျွန်တော်ပြောခဲ့တာရှိတယ်ဒီဘက်မှာမြင်ခဲ့ရပြီစိတ်ဝင်စားဖို့လည်းကောင်းတယ်အဲ့တော့အဲ့ဒီတော့ချစ်စီရဲ့ဒီရာဒီလင်းနေတခုဖြေလာလိမ့်မယ်ကောင်းကောင်းကြီးလုပ်ပြနိုင်တော့ချစ်စီလို့ကိုညှော်လိုက်တော့ရမယ်ပဲဗျာတိုက်စေကအားရစရာကောင်းနေဆိုပေမဲ့လည်းခက်စင်ကတော့ပြောစရာရှိလာခဲ့တယ်နော်သူရဲ့343ကစားကွယ်မှာအလဲထက်200ကနောက်ထိဆေးပြီးကူးတယ်ခက်စင်900ဖြည့်တဲ့ဆိုပေမဲ့တော့ကိုကခွေပြူကင်းနေရတော့ကိုသမားနဲ့နောက်တန်းရဲ့ချစ်စင်မှုအမှားအဲ့ဒီအမှားကပြက်ပြီးကိုလောက်အောင်အတစီယာဖြစ်ခဲ့တယ်ပရက်စင်ပေးဖို့လည်းအကောင်းဆုံးချင်းတွေကိုရောက်ခဲ့တယ်ချစ်စီလို့ဒီပွဲမှာခက်စင်900ရဲ့အရှိမကွင်းလင်း200ကလည်းဗျာတိတ်မလုံနိုင်ဘူးလို့တော်တော်မြင်တယ်လက်ဗီယာနဲ့ဂျေးပေါ့အဒီနေရာမှာတော့ဒီလားတိုက်စီတိုနဲ့အမ်ဆူဆိုရင်တော်တော်လေးချစ်စီကွင်းလဲမြိုင်မယ်တိုက်စီကိုလည်းမြင့်ဆက်ဆန်ပြောင်းပေးနိုင်မယ်လို့မြင်တယ်နောက်ပွဲလို့ဆိုရင်တော့ချစ်စီတို့လူဆုပ်လိုက်ရင်တော့အဒီနေရာမှာပြောင်းလဲဖြစ်ပဲလို့တော့မြင်တယ်ပြီးရင်အစောနှစ်ဖေးဖြည့်တဲ့ဂက်စတိုနဲ့ဟက်တိုရဲ့နေရာမှာတခြားပလေယာဆိုရင်တော့တိုက်စီကိုလည်းပေါက်မှုလို့ပိုကောင်းမယ်လို့ကျွန်တော်မြင်တယ်ဒီဘက်မှာကျွန်တော်တိတ်လုံးမနိုင်ဘူးဒါချစ်စီရဲ့ဒုတိယဂိုးကြည့်လိုက်တာကွင်းလဲအစော200ပါလုံပေးရမယ့်အချိန်ဒီမှာနောက်တိုက်သမားဖြစ်တဲ့လက်ကွာတဲပြီးတော့ဖန်ပြီးပေးသွားတာဗျအဲ့ဒါနောက်ကွင်းနဲ့အစောနှစ်ဖက်လုံမလုံဘူးဆိုတော့မြင်ခဲ့ရတယ်တခြားပလေယာလေးပွက်ထည့်လာမယ်ချာပလီယာနဲ့ပွက်ထည့်လာမယ်ဆိုရင်တော့တိုက်စစ်တော့ပို့ပြီးတော့ကြီးကောင်းမယ်လို့တော့မြင်နေဗျာဒီပွဲကတော့အဲ့တော့ဇာဘီလိုဆိုကဒီပွဲမှာဆိုလို့ရှိရင်သူကအနိုင်ရရှိတဲ့တိုက်စစ်တွေကလည်းမြိတ်တယ်ချီစီဖန်နေတဲ့ကြိုင်မဲ့ထင်တယ်မြင်မြဆက်ဆန်လေးကစားရတာအားရစရာလေးဖြစ်မယ်ဒါပေမဲ့နောက်တန်းပြောစရာရှိတယ်အဲ့ဒီလူမစုံသေးတာလေးဖြစ်မှာပေါ့နော်ခုထွက်လာတာခိုးဝဲရဲ့လက်ကွာရဲ့နော်လူငယ်သမားတယောက်ရဲ့နော်စီးရီးယာဖောင်းလေးတွေရှိတယ်တိုင်အနီကမပေးလို့တမချစ်စင်မှုပို့ပြီးအကောင်းအောင်လုံနေခင်မယ်ဆိုရင်ချစ်စီလို့ဒီထဲပို့ပြီးတော့ကောင်းလာပါမယ်နော်ဒါပေမဲ့အလောဆိုးတော့ဒီပွဲကိုအနိုင်ရရှိတဲ့စုပြီးမယ်နောက်တိုင်းကတော့သူတတိပေးလိုက်တဲ့ပွဲတော်ပွဲကိုဗျာဇာဘီလို့ဆိုရပွဲမှာဒီကိုတော့ဘယ်လိုမြင်လဲအလုံးကျေးဇူးတင်ပါတယ်